ရုပ်တုရှိကလက်သက်ထမင်းများတဲ့ရုပ်တုရှိကလက်သက်ထမင်းများဖះစွန်းတော်ကတ်ထားတဲ့ဖះစစ်လူတော်ရှိကစွမ်းကိုသွားပြီးတော့မျက်စောင်းထိုးပြီးရေးထားတဲ့စာပေါ့နော်တမေစိတ်တွေတမန်ဖလန်းနဲ့စိတ်ဒန်းတူထားနိုင်ဒန်းတူကြိုးရရတယ်ဖះမရှိတော့လဲစင်းလူတော်ကိုတက်ရှိဖះလို့သူစွန့်ကတ်တယ်လေရွှေဆိုရင်ဝိုင်းနေကိုကတ်တာဘုန်းကြီးတဘာဘာပင်ကတ်တယ်လို့ဒီမာကြီးတဲ့ကြွားတော့ဖေဖို့သုံးနေတယ်ဖေဖို့သုံးခွင့်မရှိလက်ထက်ကြီးနဲ့ပေါ်လာတယ်တဲ့အဲ့ဒါကိုဆရာတော်တစ်ပါးကပူပြန်ခံပြီးသုံးလို့ရတယ်ဒါပေမဲ့မြန်မာပြည်ပြန်ရောက်တော့9ရက်ဆိုလာအကောက်လော့ကြသွားတယ်အဲ့ဒီ social media တွေမှာတက်လာတဲ့ဟာသမ ्या ကိုအမှန်လို့မယူသင့်ဘူးနော်ရေးထားတာလေးကောင်းလိုက်တာကောင်းပြီဦးဇင်းတို့မ share နဲ့ share ဖို့စိတ်မကူးနဲ့မှားသလားအရင်ဆုံးတော့ဝေဖန်ဂျပန်နိုင်ငံကိုမရောက်ခင်တုန်းကတော့ဂျပန်နေရာစစ်ချမ်းသာတဲ့ပုံကိုယ်တွေလို့သူထင်တာဒါပေမဲ့သူတို့တိတ်မပြုံးနိုင်ကြဘူးလေဂျပန်လူတွေသူ့အလုံးနဲ့သူအဲကြောင့်ခကြီးတိုးတက်လာတဲ့များဦးဇင်းတို့လှုပ်ရှားတွေပေါ်လာတယ်ပြိုင်ဆိုင်တွေများလာတယ်အဲ့ဒီကြောင့်အမိလိုက်နေရတဲ့အချိန်မှာမပြုံးနိုင်ဘူးမပြောနိုင်ဘူးတယောက်နဲ့တယောက်စကားကောင်းအောင်တိတ်မပြောနိုင်ဘူးနောက်ကျကြံနေခဲ့မှာဆိုလို့တိုးတာတော့မတိုးတတ်ဘူးဒါပေမဲ့မတိုးတက်ပေမဲ့သူတို့ကဒီယောနိသောမနတိကာရပေါ့နော်အင်မတန်မှကောင်းတယ်မတိုးတက်လဲသူတို့နေဖြောင်းနေနိုင်တယ်မရှိလဲသူတို့ဖြောင်းနေနိုင်တယ်နော်မပေါ်များလဲသူတို့ရှိတဲ့ဟာလဲသူတို့အဆင်ပြေအောင်နေတတ်တယ်အားလုံးပဲမင်္ဂလာပါဒီစတို့မတွေ့ရမြင်ရလဲကြာပြီပေါ့နော်အားလုံးကိုစိတ်နဲ့ပြချမ်းမှချမ်းသာပြီးတော့ကောင်းခြင်းလိုဆန္ဒမှန်သမျှပြေဝကြပါစေလို့ဥစွာပထမဦးဇင်းတို့ဆုတောင်းမေတ္တာပို့တာပါတယ်အဲ့တော့ဦးဇင်းတို့တိုးတက်လာတာနဲ့အမျှပေါ့အဲ့ဒီတိုးတက်မှုနဲ့အတူဦးဇင်းတို့ဆုပ်ယုံမှုတွေတပါးလေးပါလာတာကိုတွေ့ရတယ်ဆုပ်ယုံမှုတွေမှဘာမောခချုပ်ဆရာတော်ဘုရားကြီးရဲ့စကားနဲ့ပြောမယ်ဆိုရင်တက်စင်အောင်လွဲတဲ့အလွဲတွေအမှားတွေအယူအဆတွေတွေ့ရတယ်ဘယ်လိုလဲဆိုတော့ဦးဇင်းတို့အခု social media ဖြစ်တဲ့ဒီ Facebook တို့ TikTok တို့မှာစာရေးကြတယ်ဒီဗီဒီယိုတွေဖန်တီးကြတယ်တင်ကြတယ်အဲ့ဒီနေရာမှာဦးဇင်းတို့ဘာသာရေးနဲ့ပတ်သက်ပြီးတော့တင်တဲ့ဗီဒီယိုတွေရေးတဲ့စာတွေတွေ့ရတယ်တချို့စာတွေဆိုလို့ရှိရင်အရေးအသားအင်မတန်မှကောင်းတယ် writing skill ရှိတယ်ဒါပေမဲ့ဘာသာရေးအသည့်တရားကတော့0ပဲရှိတယ်ခလေးအဆင့်ပဲရှိတယ်ပေါ့ဘာသာရေးအသည့်ဘာသာရေးဘုဒ္ဓမှာဘာမှမရှိဘဲနဲ့ကိုထင်တာကိုဒီစကလုံးအသုံးစကားပရိရဲ့အသွဲလှလှလေးတွေတုံးပြီးတော့ရေးထားတဲ့စာဖတ်လို့အင်မတန်မှကောင်းတယ်တို့ပေမဲ့ဒီလူတွေရဲ့စိတ်ထဲကိုအစိတ်ခတ်တယ်လို့မျိုးလူတွေရဲ့ရင်ထဲကိုအစိတ်ခတ်တယ်လို့မျိုးစာတွေဦးဇင်းတို့ရှိတယ်ဒါဟာဒီ ID နည်းပညာလောကရဲ့တနည်းအားဖြင့်ပြောရင်ဒီ social media တွေရဲ့ side effect ပေါ့ဆိုးကျိုးတွေပေါ့နော်ဘိုးရကဦးဇင်းတို့စာလေးတစ်ပုဒ်တွေ့လိုက်တယ်ဘာလဲဆိုတော့ရုပ်တုရှိကလက်သက်ထမင်းများတဲ့ရုပ်တုရှိကလက်သက်ထမင်းများဖះစွန်းတော်ကတ်ထားတဲ့ဖះစစ်လူတော်ရှိကစွမ်းကိုသွားပြီးတော့မျက်စောင်းထိုးပြီးရေးထားတဲ့စာပေါ့နော်နည်းနည်းလေးတစ်ဖတ်ပြမနက်ခင်းအလင်းဟာတဲ့စက်ရုံကောင်းတိုင်တွေမှာမလို့ခင်ငါတို့အိမ်ကကြောက်စင်းသူရှိမှာတော့မဝင်ကားတပွဲကအငွေ1000လူတွေဟိုစက်ရုံနေမလဲပတ်ခင်လူတွေအလုံးမစင်းခင်ပေါ့နော်အာယုံဆုံးဒီဖះကိုကတ်တယ်ဆိုတဲ့ပုံစံပေါ့ရေးတဲ့ပုံစံကအပြစ်တင်ဝေဖန်ပြီးတော့ရေးတဲ့ပုံစံဒါမလုံးနဲ့ဒါလုံးပေါ့နော်အဲ့ဒီငွေတွေထဲမှာလည်းမရှိခဲ့ပြတဲ့ဗုဒ္ဓရဲ့မိန့်တော်တွေပါတယ်တဲ့လူသက်တန်းစာငမမှုတွေပါတယ်ပြီးတော့အိမ်ပြောင်းတဲ့ကြွတွေရရစာစားဖို့လည်းပါတယ်ဒါမှန်တရားရဲ့ပုံပြပန်းပြပကြီးကားချက်အဲ့တော့လူဆိုတာကဘာသာရေးကိုအသာထောင်းကိုကြိုက်တာကိုလှုပ်တာလေကိုကြိုက်တာကိုလှုပ်တာအခုရေးထားတဲ့ပုံကိုကစုတ်ကတ်တာမကြိုက်ဘူးမလားမကတ်နဲ့လေမကတ်နဲ့မကတ်ဖဲနဲ့အဲ့ဒီခုနကလူတန်းစာလူတန်း90သွားကျွေးကျင်တယ်မလားမကတ်နဲ့သွားကျွေးခွင့်ရှိတယ်ဖះငါမကတ်လို့မင်းငရဲကြမလို့ပြောဘူးဗုဒ္ဓဘာသာမှာလည်းအဲ့လိုမိန့်ထားမရှိဘူးအေးတန္တရာမှာကျင်လည်ရသည်ရှိတော့ငွေတေပြီးတော့
ဒီဆင်းရဲမွဲတည်ပြီးတော့ငမွဲဖြစ်မှာတော့ကိုเจ้าနဲ့ကိုပေါ့နော်ဒါတော့မပိုင်မွဲမှာဘူးခုနကလို့ဖះကခက်ကပ်ပါလို့မပြောဘူးကတ်ချင်တဲ့ပုဂ္ဂိုလ်ကကတ်တယ်ဖះကြည်ညိုတဲ့စိတ်နဲ့ကတ်တယ်အဲ့ဒါကိုဘာလို့သွားပြီးတော့မနာလို့ဖြစ်မျက်စောင်းတွေထိုးနေတာတော့ကိုမကတ်ချင်မကတ်နဲ့ပေါ့နော်မကတ်နဲ့ပေါ့သူကအိမ်မြောင်းဆဆကြွက်စားစားပေါ့အိမ်မြောင်းစားအောင်ကျွေးထားတာမဟုတ်ဘူးကြွက်စားအောင်ကျွေးထားတာမဟုတ်ဘူးဖះကိုကတ်ထားတာအဲ့ရေးထားတာအောက်မှာလည်းအများကြီးပဲကိုရီးယားမှာထမင်းတစ်စရာအမြောက်ဆန်တစ်ခုတမှုရှိတယ်တဲ့နော်ကောင်းစားခြင်းကလူရင်ကြည့်ဖို့မကြံအောင်ထဲခြင်းကလည်းစီးပွားရေးတဲ့မှန်ပါတယ်ဒါတွေကဗုဒ္ဓဘာသာနိုင်ငံမှာဗုဒ္ဓရဲ့ဒီပိဋကတ်တော်တွေမှာလည်းတိဋ္ဌာန်နေပုရိစာပြီးတမေစိတ်တွေတမန်ဖလံစေတောပနိတိဒုဟိတထာကိစ္စံတိတုကတိန်ဆိုတဲ့ဟာမျိုးတွေဝိမာနဝတ္ထုတွေမှာပါတယ်ဒီစာတွေအလကားဖြစ်သွားပြီလားအဲ့ဒါဆိုရင်ဖះကိုဟိုမှာတိဋ္ဌာန်နေပုရိစာပြီးတမေစိတ်တွေတမန်ဖလံတိဋ္ဌာန်တွေနေပုရိစာပြီးပြိဋိဘံစံပြီးတော့ဖះဖြစ်စေရှိနေတဲ့သက်ရှိထင်ကြဖလားဖះဖြစ်စေတမေစိတ်တွေတမန်ဖလန်းနဲ့စိတ်ဓာတ်တူထားနိုင်ဓာတ်တူကြိုးရတယ်ဖះမရှိတော့လဲစင်းနုတော်ကိုသက်ရှိဖះလို့သူစွန့်ကတ်တယ်လေရွှေဆိုရင်ဝိုင်းနေကိုကတ်တာဘုန်းကြီးတစ်ပါးပါးပင့်ကတ်တယ်လို့လူတယောက်ယောက်အိမ်ခေါ်ကျွေးတယ်လို့နော်တကယ်ဆုံးဝိုင်းနေပြင်ကတ်တာဗကံများသေးသေးလေးနဲ့တော့မဟုတ်ရေခွက်သေးသေးလေးနဲ့တော့မဟုတ်အဲ့တော့အဲ့ဒါတွေမှားသွားပြီလားအဲ့တော့ဒီစာကိုရေးတဲ့ပုဂ္ဂိုလ်ကဗုဒ္ဓဘာသာလည်းဖြစ်နိုင်တယ်လို့ဘာသာကြားလည်းဖြစ်နိုင်တယ်ဗုဒ္ဓဘာသာဖြစ်မယ်ဆိုရင်လည်းပဲဘာသာရေးသိဉာဏ်ကတော့0ပဲဆရာတော်ကြီးစကားနဲ့ပြောရင်တက်ဆင်အောင်လွဲတဲ့စာတက်ဆင်အောင်လွဲတဲ့စကားအဲ့တော့ဥစ္စနုတကားတက္ကမတွေလည်းဒီလိုစာတွေဒီလိုအရေးသားတွေဒီလိုယူဆတွေကိုတွေ့ပြီဆိုလို့ရှိရင်ဘာမှလုပ်နေနဲ့ share တာလည်းမလုပ်နဲ့ပြန်ပြီးတော့ credit ပေးတင်တာမျိုးတွေလည်းမလုပ်နဲ့ကိုကြောင့်အဲ့ဒီဖះကတ်နေတဲ့ဖះဆုံးတော်လေးပြက်ပြဲသွားပြီဆိုရင်ကိုမှအကုသိုလ်ဖြစ်ရတယ်နော်ကုသိုလ်မရရင်အကုသိုလ်မဖြစ်ကြစေနဲ့နော်အကုသိုလ်မဖြစ်ကြစေအဲ့တော့ဗုဒ္ဓဘာသာမှာဦးဇင်းတို့ကဗုဒ္ဓဘာသာဖြစ်ပြီဆိုတာနဲ့ဒီဖះနေ့စဉ်ဗုဒ္ဓဘာသာဝင်တွေဘာလုပ်ကြလဲစဉ်းစားကြည့်ပေါ့ဖះတောက်တော်လေးကပ်ပြီးအေးချမ်းမှုရယူတယ်ကိုချက်ထားတဲ့စွန်းလေးတူဖျားကပ်ပြီးတော့ထွတ်တမြတ်ကုသိုလ်စိတ်တွေဖြစ်အောင်နေတယ်တောက်တော်လေးတွေကပ်ပြီးတော့ကုသိုလ်စိတ်ဖြစ်အောင်နေတယ်ဒီစိတ်တွေကဒါကောင်းတဲ့စိတ်တွေပဲဗုဒ္ဓဘာသာမှာလည်းကျင့်သုံးနေတာဖះဒါနပြုရတယ်ဟောသီလစောင့်တည်ရတယ်သမထဥပဒနာထားပေါ့အဲ့ဒီတွေကအနိုင်ဆုံးဒါနဗုဒ္ဓဘာသာမှာဒါနပြုတယ်ဆိုတာအတိအလင်းတာရကဝတ္ထုဒါနရဲ့အကျိုးအလုံးရှိပြီးသားအဲ့တော့ကိုအထင်နဲ့ကိုအယူဆနဲ့ကိုမလုပ်တာကိုတခြားလူတွေကိုပါသူကမလုပ်စေချင်တဲ့ပုံနဲ့စာပေအရေးသားလှလေးနဲ့ရေးပြီးတော့ line မော်တင်လိုက်တာစာတတန်ပေတတန်နဲ့0 to hero လုပ်ချင်လို့တော့မရဘူးเนาะ writing skill လေးကတော့ကောင်းပါတယ်ရေးသားလေးကတော့မဆိုးပါဘူးဒါပေမဲ့တလွဲစပင်ကောင်းနေတော့အမှဖြစ်လာမှာမဟုတ်ဘူးဦးဇင်းဒါကိုရေးတူပြောရတယ်ဆိုတာကအခုဦးဇင်းတို့ social media ခေတ်မှာအဲ့ဒီပြဿနာအင်မတန်မှတက်နေရတယ်အဲ့ဒီပြဿနာဒီကိုယ်နိုင်ငံပဲလားဆိုတော့ကိုယ်နိုင်ငံနေမဟုတ်ဘူးတခြားနိုင်ငံအများမှာလည်းဦးဇင်းတို့တက်နေတာကိုတွေ့ရတယ်ဒီ online တွေ social media တွေတိုးတက်လာတော့ဘာတွေဖြစ်လဲဆိုတော့ဦးဇင်းတို့ဒီ fake news တွေပေါ့ fake news တွေမှာဒီခံနေရတာမြန်မာနိုင်ငံအပါအဝင်ပေါ့မြန်မာနိုင်ငံအပါအဝင်ဦးဇင်းတခြားသောဒီနာမည်ကြီးတဲ့เนาะထင်ရှားတဲ့နိုင်ငံတွေလည်းပါတယ်ဥပမာ United States လို့ဆိုလို့ရှိရင် fake news တွေမတရားသတင်းတွေကြောင့်လူတွေထင်မြင်မှားတယ်เนาะပြီးလို့ရှိရင်တခြားဒီလူငယ်တွေစိတ်ကြမ်းမာရေးထိခိုက်စေနိုင်တဲ့ဒီ social media ရဲ့ဆိုးကျိုးတွေเนาะပြီးလို့ရှိရင်ဒီ China မှာဆိုလို့ရှိရင်တရုတ်မှာဆိုလို့ရှိရင်တရုတ်အစိုးရကကိုယ်တိုင်ကဒီ social media တွေကဒီ side effect တွေပါလာတယ်ဖြစ်တဲ့အတွက်ကြောင့်
သူတို့ဒီဘယ်လိုပြောမလဲ media control ပေါ့အစိုးရကဒီသတင်းအချက်လက်တွေကိုထိန်းချုပ်ထားတယ်ဒီဦးဇင်းတို့နိုင်ငံတော်ပြည်သားတက္ကသိုလ်တွေကဖုန်းကြီးနေဒီတရုတ်ပြည်မကြီးတဲ့ကြွားတော့က Facebook သုံးနေတယ် Facebook သုံးခွင့်မရှိဘူးလက်ထက်ကြီးနဲ့ပေါ်လာတယ်တဲ့အဲ့ဒါကိုဆရာတော်တစ်ပါးကပူပြန်ခံပြီးသုံးလို့ရတယ်ဒါပေမဲ့မြန်မာပြည်ပြန်ရောက်တော့9ရက်ဆိုလာအကောက်လော့ကြသွားတယ်နော်ပြောချင်တာကဒီတရုတ်တို့ဘာလို့မှလဲဒီ media control တွေရှိတယ်ဒီသတင်းအချက်လက်တွေအမှားတွေအပြန့်လွယ်လို့ဒီဘာသာရေးနဲ့ပတ်သက်ပြီးဆိုလို့ချင်းဘာသာရေးမှိုင်းတွေ online ပေါ်မှာတိုက်ကလွယ်လို့ခုနကလွယ်မျိုးပေါ့နော်ဟုတ်ထင်အောင်လို့တော့စာအရေးသားကောင်းကောင်းလေးနဲ့ရှိတယ်ဒါပေမဲ့ဘာသာရေးဘုသူတာဘာမှမရှိကိုယ်ဘာသာဘလို့ဆိုတာဘာမှမသိတော့သိပြီးတက်ရေးတာလည်းဖြစ်နိုင်ပါတယ်အဲ့လိုပုံကိုယ်တွေနဲ့တွေ့လို့ရှိရင်ပြဿနာတွေဒီ ground တွေဖြစ်မှာဆိုလို့အဲ့လိုတရုတ်တို့ဘာလို့မှအဲ့လိုရှိတယ်နော်ဒါဒီ site ဘက်ကိုခံလို့ဒါတွေဖြစ်သွားတာနော် site ဘက်တွေပြီးရင်အိန္ဒိယဆိုတာလည်းကမ္ဘာဒီအင်အားကြီးနိုင်ငံတွေပါတယ်အိန္ဒိယမှာဆိုလို့ရှိရင်လည်းဒီပေါ့ nation formation ပေါ့သတင်းမှားတွေရှိတယ်ဒီ website တို့ဘာတို့ကနေပြီးတော့သတင်းအမှားတွေပြန့်နှံ့ပြီးလို့ရှိရင်religious conflict ပေါ့ဘာသာရေးဒီပြောမယ်ဆိုမတည်ငြိမ်မှုနှောက်ယှက်မှုတွေပေါ့နော်အခုပုံစံမျိုးတွေပေါ့အိန္ဒိယဆိုတာကဦးဇင်းတို့ဘာသာတရားတွေအမတန်မှများတဲ့နိုင်ငံဒီဘာသာရေးတွေကိုခုတုံးလုပ်ပြီးတော့မတမာတဲ့ပုံကိုယ်တွေကဒီ online ကနေဖြန့်မယ်ဝါဒဖြန့်တယ်ပေါ့နော်မိုင်းတိုက်တယ်ဘာသာရေးမိုင်းတိုက်တယ်အဲ့လိုတွေလုပ်တဲ့အခါဘယ်ကနေလုပ်လဲဆိုတော့အခု social media တွေ social media ကနေနော်ဘာဖြစ်လို့လဲဂျပန်social media ပြဿနာရှိတာပဲ United Kingdom ဒါတွေရှိတော့ဦးဇင်းတို့တွေအဲ့ဒီ social media တွေမှာတက်လာတဲ့ဟာတများကိုအမှန်လို့မယူသင့်ဘူးနော်ရေးထားတာလေးကောင်းလိုက်တာကောင်းပြီဦးဇင်းတို့မ share နဲ့ share စိတ်မကူးနဲ့မှားသလားအရင်ဆုံးတော့ဝေဖန်တော့အခုဆိုလို့ရှိရင်ဦးဇင်းတို့ဒါဟာ AI လားဒါဟာအစ်စ်လားဒီလိုတော့ခွဲနေရတဲ့အနေအထားတွေရောက်နေတဲ့ချိန်မှာဒါလေးဦးဇင်းတို့သတိရှိဖို့ကောင်းတယ်အဲ့လိုသတိမရှိလို့ရှိရင်ခုနကလိုရေးထားတဲ့အရေးသားမျိုးတွေမှာနေမျောပြီးတော့ကိုယ်အိမ်ကကတ်နေတဲ့ဘုရားဆွန်းလေးတက်နက်ပြတ်သွားပါလိမ့်မယ်เนาะအဲ့လိုလည်းမပြတ်ကြစေနဲ့ဦးဇင်းတို့ဗုဒ္ဓဘာသာတွေတနည်းအားဖြင့်မြန်မာလူမျိုးတွေကအဲ့ဒီဘာသာရေးကြောင့်ပဲဦးဇင်းတို့တွေအေးချမ်းကြတယ်ကမ္ဘာနိုင်ငံတွေတိုးတက်နေတဲ့နိုင်ငံတွေဆရာတော်ဥဇောတိတာရတို့ဒါပြောထားတဲ့ဗီဒီယိုဖိုင်လေးဦးဇင်းတို့ကြည့်လိုက်ရပါတယ်เนาะဂျပန်နိုင်ငံဟိုမရောက်ခင်တုန်းကတော့ဂျပန်တွေကစိတ်ချမ်းသာတဲ့ပုံကိုယ်တွေလို့သူထင်တာဒါပေမဲ့သူတို့တိတ်မပြုံးနိုင်ကြဘူးလေဂျပန်လူတွေသူ့အလုံးနဲ့သူအဲကြောင့်ခကြီးတိုးတက်လာတဲ့များဦးဇင်းတို့လှုပ်ရှားတွေပေါ်လာတယ်ပြိုင်ဆိုင်တွေများလာတယ်အဲ့ဒီကြောင့်အမိလိုက်နေရတဲ့အချိန်မှာမပြုံးနိုင်ဘူးမပြောနိုင်ဘူးတယောက်တော့တယောက်စကားကောင်းအောင်တိတ်မပြောနိုင်ဘူးနောက်ကြကြံနေခဲ့မှာဆိုလို့မြန်မာတွေကြောင့်အဲ့လိုမဟုတ်ဘူးသူကနော်ဒီဘာသာရဲ့အတိတရားလေးရှိတော့တိုးတက်တာမတိုးတက်တာတော့တခဏပေါ့နော်တိုးတာတော့မတိုးတက်ဘူးဒါပေမဲ့မတိုးတက်ပေမဲ့သူတို့ကဒီယောနိသောမနတိကာရပေါ့နော်အင်မတန်မှကောင်းတယ်မတိုးတက်လဲသူတို့နေဖြောင်းနေနိုင်တယ်မရှိလဲသူတို့ဖြောင်းနေနိုင်တယ်နော်မပေါ်များလဲသူတို့ရှိတဲ့ဟာလဲသူတို့အဆင်ပြေအောင်နေတတ်တယ်ဒါဘာလဲဒီဘာသာကဦးဇင်းတို့ဘာသာကပေးခဲ့တဲ့ဒီတရားတွေသူတို့ရှင်တွေကိုဒါရောက်နေတယ်လို့ပြောရမယ်အဲ့ဒါကြောင့်ခုနကပြောတဲ့ဒီဖျားကျောင်းရှိကဒီစွန်းလေးတစ်ခွက်ကပ်ပြီးတော့အေးချမ်းမှုရှာနေတဲ့ပုံကိုယ်တွေရေချမ်းလေးတစ်ခွက်ကပ်ပြီးအေးချမ်းမှုရှာနေတဲ့ပုံကိုယ်တွေပန်းလေးတစ်ပွင့်လှူပြီးတော့အေးချမ်းမှုရှာနေတဲ့ပုံကိုယ်တွေကိုတော့မျက်စောင်းမထိုးကြပါနဲ့မျက်စောင်းထိုးတဲ့ပုံကိုယ်တွေကိုတွေ့လာခဲ့ရင်လည်းအခုနကအေးချမ်းမှုရှာဖို့နေတဲ့တို့ဗုဒ္ဓဘာသာမြန်မာတွေအဲ့ဒါတွေကိုအဟုတ်ကြီးမထင်နဲ့နော်ဒါတွေဟာအမှားတွေတက်ဆင်အောင်လွဲတဲ့အလွဲတွေလို့ဒါသိကြပါ